ဒီကဒီကွင်းမှာလူတိုင်းတွေ့တဲ့ချင်းလေးကိုဒီဆိုမှဖြစ်ပါတယ်ဒီချင်းလေးကတော့Christmas နဲ့ပတ်သက်ပြီးတော့နော်အဲမျိုးတော့ယေရှုဖျားတဲ့ခင်ကနေပြီးတော့နောက်ဆက်ခွဲမှာစင်ငယ်ဆောင်မျိုးဖတ်လာပြီးတော့လူတိုင်းအတွက်ဟိုအသက်မွေးဖွားလာတဲ့အကြောင်းကိုရေးထားတဲ့ချင်းတစ်ပုဒ်ဖြစ်ပါတယ်လို့ဒီချင်းလေးကိုမြင်ခဲ့ကြိုက်ပါတယ်ဒီနိုင်ထပ်ပါတယ်